ကိုပြစ်ပဲပျော်ရွှင်စရာပန်းခေလမ်းမှာဘဝတင်မှာမေးပြောပါစေငါလိုလူအသုံးမှမဝင်နာမေးတွေ့ငါဟာအမုန်းဆုံးရဲ့သူလားဒီဘဝမှာတော့မင်းနဲ့မဖြစ်နိုင်ပဲအတိတ်စုတောင်းမှခဲ့လေလေကွာမျောလင့်ထားတဲ့စိတ်ကူးတချို့ဟာလမ်းခရီးတော့မှအိမ်မက်လို့ဖြစ်လာဖြစ်လွယ်ပြက်လွယ်တဲ့လူဘဝမရှိတော့မှလူကတိသစ္စာအမှန်ကိုအမှားထဲအမှားကိုအမှန်မြေလာအကျိုးလို့ညောင်ရည်လောင်းတယ်လို့အလိုရှိမှချစ်ဟန်ဆောင်ပြလာမာယာများတဲ့လူလောကမှာအချစ်မှလည်းအတူအယောင်တွေပေါ်လာချစ်မုန်းတွေမရှိတဲ့တနေရာရှိလေအပြေးလန်းလာမှာအချစ်ရှိရဲ့မုန်းတွေရှိမဲ့အချစ်မုန်းတွေငါပူလောင်လို့နဲ့အချစ်မုန်းမရှိမှငြိမ်မဲ့ထင်နေကြည်ပါစေအမုန်းတွေအညုံတွေရဲ့မပြေဆုံးတဲ့ဘဝကလေးတွေမှာဘသူကမှအမြဲတမ်းမနေနိုင်ပါပေးထားတဲ့သစ္စာကတိတွေအကုန်လုံးငါမူတာသစ္စာရုပ်လွယ်သူကျွန်တော်အမှားပေါ့ဗျာသစ္စာဆိုတာအရေးမှမကြည့်တော့ရာ